ဆန်လို့သေးလား ဆိုင်မင်းနဲ့ဖက်တယ်မလို့ဖိတ်ကြများပါ အဲ့တော့ဖက်ရမှာ ဟာရကတော့ရရမူလည်းကုန်ရောဇိုင်းနဲ့ကံမရှိရော အဲ့ဒါလည်းခောက်ကြလိုက်ပါလား ဟုတ်တယ်ဝိုင်းတော့ဝိုင်းတာဟုတ်ကိုဝိုင်းချင်တာလက်မရှိတော့ပါဘူး ဒါရရှိသဘောဝိုင်းရဖြစ်ပါတယ် အဲ့နဲ့ဟာနဲ့လာကောအော်ရလေလေဒါဟုတ်တယ်ဆောလာမှ ဟုတ်တယ် ဟုတ်တယ် တို့မှအဲ့လိုလေးစုပါတွေ့တယ်ကွ ဟုတ်တယ် ဒါရောဘိုက်ကဒါနဲ့ဘိုက်တာတဲ့ ဆန်ဖို့ခါတာပေါ့နော် နော်ဟာရကတော့တရားဖို့ကြဟောကိုကောင်နေထွက်လာပြီနောက်တစ်ခါစတဲ့ကိုဒါအော်လို့ရှိတယ်လေးဘူးတော့ရှိ ကောက် ဟုတ်ဟမ်ဟုတ်မဟုတ်ဘူးလေဒီအမိုး ကာဘူးရေလုံးလုံးကြီး9ဘူး9ဘူး5ဘူး6ဘူးလောက်ရှိတယ် ငါးဘူးလောက်ပြန်မရှိဘူးမင်းလက်တကုတ်မင်းရိုးတကုတ်ဆိုရင်တဘူးနဲ့စဉ်းစားကြည့်ရောက်နေပြီရောက်တော့ဘုံမင်းတော့ဆိုရင်ရောက်ဘုံမင်းရေစိတ်သားမူတိုင်းအပေါ်တက်လာအောင်စာလေးရွာတာပေါ့ ဟုတ်ဒါမနဲ့ငှက်စာကျွေးတာပါငှက်စာမကျွေးချင်လည်းပြရမှာတို့ကပိုးကောင်လေးလည်းစားအောင်ဆိုပြီးတော့စာလေးတို့ရေအစာသားရင်ရောက်ပြီပြီသူ့ရဲ့ပါလေသူ့ရဲ့ပါလာအဲ့လိုပါလေဟောရထားပါလို့ ကျွန်တော်တက်စိမ့်ဘူးသကောကျင်နေပေါ့သကောဝိုင်နေ ဘောဝင်းကြီးသူ့ဒီပါရ စစ်ပြရပေါ့မိမယူပြီးဒါတိုက်စစ်ဖွင့်မှုအတွက်ဒါကိုယ့်ကိုချက်စားဖို့ပေါ့ဟုတ်တယ်လေရပြည့်လို့သူချက်မကြွေကိုယ့်ကိုချက်စားရမှာလीအဲ့တော့တခါလေးကြိုတင်ကျင်းရတာပါဟုတ်မလားမိမချက်ကြွေးတာစားတယ်လို့တော့ထိုင်မပြောခံနိုင်ဘူးလားကိုယ့်ကိုချက်စားပြမှာကွက်တာပဲ ဟောလုံးကွာ